ကျေရောက်တော့သူကမြေတူးနေတော့တုတ်ချေရင်ကနေနိုးရယ်စီထွက်လာတာကိုတွေ့လိုက်ရတယ်။သူကြည့်လိုက်တဲ့အခါသူကောက်ယူထားတဲ့ရေခွက်ထဲကနေနိုးရယ်စက်တိုင်ပန်းထွက်လာတာကိုမြင်လိုက်ရတယ်။သူကသူ့ရန်အိုးခွက်တွေအကုန်လုံးကိုနိုးနှံ့ဖြည့်လိုက်ပေမဲ့အဲ့ဒီရေခွက်ထဲကနိုးကတော့ဘယ်တော့မှကုန်မသွားဘူး။အဲ့ဒီအခါသူဟာဒါဟာအရာဝတ္ထုတွေကိုအဆုံးမရှိပုံတူပွားနိုင်တဲ့အရာမှန်သိသွားတယ်။မကြခင်မှာပဲဒီလူဟာဒေတာသွေးမှာအချမ်းသာဆုံးသူထက်လာခဲ့တယ်။ဒါဟာတခိုးတယောက်ကိုဆွဲဆောင်မိသွားတယ်။ညရောက်တော့တခိုးဟာလျူရွှေ့ဝင်ရောက်ပြီးမော်ရဲခွက်ကိုခိုးယူသွားတယ်။အတန်ကြောင့်အဆောင်ရှောက်ကတတိပေးခံရပြီးတခိုးနောက်ကိုလိုက်ပြေးတော့တယ်။တခိုးကချေချော်လဲသွားပြီးမော်ရဲခွက်ကိုအရှင်ပြင်းပြင်းစီးနေတဲ့မြစ်လဲကိုပြချမိလိုက်တယ်။အချိန်နဲ့ငယ်ရှားပြီးတော့အမျိုးသမီးတစ်ယောက်ကမြစ်နားမှာရတနာတွေပြည့်နေတဲ့အဲ့ဒီရေခွက်ကိုကောက်ရရှိသွားတယ်။ဒါကတာမန်ရေခွက်လို့ထင်ပြီးသူကဆန်လုံးမုံတစ်ချောင်းထည့်လိုက်တယ်။သူ့ကိုအန်အားစင်တာကမုံတွေကပုံတူးပွားလာတာပဲ။ဒီလျူရွှေချက်ကိုတီးသွားတဲ့အခါအဲ့ဒီညံကောင်းတဲ့အမျိုးသမီးကငွေစီဦးတရွက်ကိုထည့်လိုက်တယ်။နောက်တစ်စက္ကန့်မှာပဲငွေစီဦးတွေကလည်းပုံတူးပွားလာတော့တယ်။အဲ့ဒီအမျိုးသမီးဟာအယမ်းပျော်သွားတယ်။သူကမော်ဆန်နဲ့ရတနာရေခွက်ကိုမြေကြီးထဲမှာလျူရွှေမြုပ်နှံလိုက်ပြီးငွေတွေကိုတော့ဗန်မှာအပ်လိုက်တယ်။အကျိုးဆက်အနေနဲ့သူကထောင်ထဲရောက်သွားရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီရတနာရေခွက်ကပုံတူပွားပေးနေတာကပုံတူပွားယုံဆက်တဲ့ဖြစ်ပြီးငွေစီဦးအားလုံးကတစိတ်တဲသောစီးရီနံပါတ်အတူတူတွေဖြစ်နေလို့ပါတယ်။မင်းမအဲ့ဒီလိုရတနာ